တိုးလေးမှာစားမယ်စားတတ်ပြီပါဒါတော့လည်းပဲရေးတင်ချမ်းအားတော့စမှုစားတော့ပြတာတော့ဒီလည်းထားလို့မရထားနေပြီလည်းထားလို့မရဒီမှာစားရပါဒီမှာစားရပါလို့မမလို့တော့ဘာတွေပါထည့်လဲဆိုတော့လေအဲ့လေပြင်းတော့တိုင်အရွယ်ကြီးထည့်တာပြင်းတော့တိုင်အရွယ်ကိုနန်းစောနာဖိလေးတွေထွက်လာလို့ရှင်တော့အဲ့တော့ဒီလိုလေးပေါ့နော်ဂုံးလေးနဲ့တ िश ူလေးနဲ့ဖြစ်ဖြစ်အဲ့လိုလေးထွက်လာရတာလေးကိုပဲတုပ်ပေးရမှာပေါ့နော်ကျမပထမရက်တွေမှာအဲ့လိုအသက်ရှူရလဲပိတ်နေရဆိုနားချက်တောင်ခွန်တစ်ချောင်းနှာခေါင်းနဲ့ထည့်ထားလိုက်တယ်။နတ်မလေးကအဲ့လိုမလောက်ကဥမာနဲ့ဒီနှာခေါင်းထိပ်မှာချုပ်ရိုးလေးရှိရပေါ့နော်။မြင်နေရအဲ့ချုပ်ရိုးလေးကိုထိပြီးတော့အဲ့လိုမျိုးပိုးဝင်ပါဆိုလို့ပေါ့။နောက်တစ်ခုကကြတော့ရေစိုးနေတဲ့ဟာနဲ့နှာခေါင်းထဲမထိရဘူးပေါ့နော်။အဲ့တော့ဒီတိုင်းလေးပဲထွက်လာတဲ့သွေးလေးကိုတုပ်ပြီးရင်အဆင်ပြေတယ်။အိမ်မှာတွေးထွက်လို့ရှိရင်အဲ့လိုလေးပဲဟိုထိုင်တုပ်ဖြစ်နေပေါ့နော်အရန်ထွက်လာလို့ရှိရင်တော့ဒီတ िश ူလေးနဲ့နှာခေါင်းထိပ်လေးကိုအဲ့လိုလေးပိတ်ထားလိုက်ဒီမှာမျက်လုံးအိမ်ကြီးကဟိုဖြစ်သွားတယ်နည်းနည်းမေးစီအရှင်ဟတ်သွားတယ်ဒီမှာမျက်လုံးအိမ်ကြီးကအရန်ဆက်ပြီးတော့မျက်ရည်တောက်တောက်ကျနေတာပေါ့နော်ခွဲကနေထွက်လာမျက်လုံးလေးဒီလိုလေးဖြစ်ပိတ်မရအောင်အဲ့နဲ့မျက်စိခတ်နေရတယ်ဒါကြတော့ဒီညာဘက်ကိုနှစ်ချိန်ပေါ့နော်တော့ကျမကဘယ်ဘက်ကိုတစ်ချိန်ခတ်တယ်ညာဘက်ကိုနှစ်ချိန်ခတ်တယ်အဲဒီထည့်လိုက်မယ်ဒီနေ့အတွက်လုံးဝမထည့်ရသေးဘူးပေါ့နော်ဒီလိုလေးလုံးလေးကိုဖွင့်လိုက်ဖိုက်လိုက်လုပ်ပေးမယ်အခုကတော့ဒီညလုံးကတော်တော်အဆင်ပြေလာပြီအကုန်ရှင်းရှင်းလင်းလင်းမြင်ရတယ်ပေါ့နော်အဲ့ရက်ကဆိုအရန်လန့်သွားတာပါလဲဆိုတော့ဝါးနေအစာတွေဆိုလဲနှလုံးတွေစာရီက20နေဖြစ်နေနှလုံးလွဲတွေမမြင်ရလူမျက်နှာဆိုလို့ရှိရင်မျက်စိမှုံနေတယ်လို့မျိုးဘာမှမမြင်ရဘူးပေါ့နော်မျက်နှာကြီးအချက်လိုက်ကြီးဖြစ်နေအဲ့ဟဲဒုက္ခပါပဲဘာဖြစ်သွားကြီးလဲမသိဘူးပေါ့အဲ့နဲ့စိတ်ပူနေတော့ဆရာဝန်တွေ round 9လေးမေးတယ်လို့ရှင် nest လေးလာတိုင်းလဲစိတ်တစ်ခါသွင်းလာတစ်ခါမေးတယ်အကုန်လုံးလိုက်မေးတာကြောက်လို့ဒါပေမဲ့ဘာမှမဖြစ်ဘူးပေါ့နော်ဒါဖြစ်နေကြအလုံးစုံ3ရက်ပဲပေါ့3ရက်နေတက်တာမယ်ဆိုတော့တကယ်2ရက်မြောက်နေပေါ့နော်3ရက်မပြည့်သေးဘူးအဲ့အချိန်မှာမျက်လုံးကစူးကျင်းတာချင်းမရှိတော့ဘူးကြည်ကြည်လင်လင်လေးတော့မြင်နေရတယ်ပေါ့နော်ဒါပေမဲ့နည်းနည်းလေးတော့ဝါနေတယ်ဒါပေမဲ့အိမ်ပြန်ရောက်တဲ့အချိန်မှာမျက်လုံးကစူးလာလည်းမရှိဘူးနားလည်းမရှိဘူးဘာမှမရှိတော့ဘူးကောင်းသွားပြီပေါ့နော်ဒီနေရာလေးရက်မြောက်နေပါတောင်းနေတယ်ဒီတက်ပိုးလာပါတော့မယ်ဒါလေးကတော့ဖောင်းနေသေးပါရဲ့နည်းနည်းပေါ့ချိုးရိုးလေးဘိုင်ဘိုင်အားလေးလာပြပြပါပြီးတော့ကျမကဒီ nose surgery အကြောင်းပြောပြနေပေါ့နော်ထည့်ထားတာ breast လေးထည့်ထားတယ်ရင်မက်လည်းထည့်ပြီးတော့ရင်မက်ထည့်ထားတာကိုမေ့ပြီးတော့မပြောပြဘူးအခုလေးရက်မြောက်နေမှာပြောပြပါမယ်သူကတီရှူလေးတွေထည့်ထားတယ်နှာခေါင်းကဟိုအသွေးကျလို့ရှင်အစင်းနဲ့တုပ်ရအောင်နော်ဒီပေါ့နော်ရှင်မက်ကကြတော့အထက်ထဲမှာမြင်ရတာဒီစိတ်ခံပေးတဲ့ bra လေးဝတ်ထားတယ်ပေါ့နော်အဲ့ဒါကြောင့်45ရက်ဝတ်ကမယ်အခုကတော့4ရက်မြောက်နေ့ပေါ့နော်ဆေးရုံတက်တဲ့နေ့မှာကျတော့ဝတ်ထားတဲ့ပေါ်လေးက bra medium size ပေါ့နော်ချောကြတော့ sorry လေးကအသက်ရှူကျက်တက်တယ်အဲ့လိုအပြင်းနေပါရီသွားနောက်အင်ဂျီလက်ရှိတွေဟိုကျက်တဲ့ဟာတွေဆိုလို့ရှိရင်ချက်ချင်းချွတ်ပြရတဲ့အနေထားလောက်ထိကိုအသက်ရှူကျက်တာပေါ့နော်ပြီးလို့ရှိရင်အဲ့ဒါမှမချုပ်လို့အဲ့လိုမူးလဲတက်တယ်ပေါ့အဲ့လိုမျိုးဖြစ်တဲ့လူတိုင်းမှာပါတယ်ပေါ့နော်အဲ့တော့စေးဟိုဟာခွက်စိတ်ခံကနေထွက်လာတဲ့အပြင်မှာဘာဖြစ်လဲဆိုတော့လူကနာနေတဲ့အရှိရှိရပေါ့နော်ဒါပေမဲ့အဲ့လိုဆေးတွေပါထိုးထားတဲ့အထံကြောင့်အရင်နာကျင်နေရတာမျိုးမရှိဘူးနည်းနည်းလေးနာတယ်ပေါ့နော်ဒါပေမဲ့လှုပ်ရှားပဲဟိုအရင်ထားလို့ထိုင်လို့တော့မကောင်းဘူးပေါ့ကွယ်nest မလေးကဟိုဆရာမလေးကထိန်ပြီးတော့သွားရလာတာရတယ်ပေါ့နော်အဲ့လိုပဲဒီနေ့နဲ့ဆို4ရက်မြောက်ဖြစ်လာတယ်ပေါ့4ရက်နေ့မှာဘာဖြစ်လဲဆိုတော့အဲ့လို့ရှိရင်တော့စေးရုံမှာလည်းပက်လက်ပဲအဲ့လိုရတယ်စောင်းလည်းအဲ့လိုမရဘူးဒီတိုင်းပဲသူကဒီခွဲထားတဲ့အရှိန်ကြောင့်ပေါ့နော်ပြီးတော့ဟိုကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာတခြားပစ္စည်းတခုကရောက်နေတာဆိုတော့
ဘယ်လိုနေလဲဆိုရင်အရင်တင်းကျပ်ပြီးတော့စုပ်ကင်ထားတဲ့ပုံစံလိုမျိုးဖြစ်တယ်ပေါ့နော်ဒီရင်ဘက်ကကျွန်တော်ဒီလက်ဒီအကုန်လုံးကတော့အကောင်မဖြစ်ဘူးအဲ့တော့အဲ့လို့ရှိရင်တယောက်ကလာထူပေးမှရတယ်ထားလို့ရှိရင်လည်းတယောက်ကလာပြီးတော့ထားပေးရတယ်ပေါ့နော်ဒီလေးရက်မြောက်နေ့အထိဒီတိုင်းပဲကိုကကိုအရင်လိုမျိုးဇက်ကနေကုန်းထားလို့မရတဲ့အနေထားထိတော့ရှိရပေါ့နော်ကုန်းထားလို့မရဘူးအနောက်ကနေဒီပခုံးလေးကိုကြောကုန်းလေးကိုထိန်ထားပြီးလို့ရှိရင်တော့ကိုကကိုထားလို့ရတယ်နှမို့ဆိုရင်အားပြုတ်ပြီးထားရတယ်ဒီခွဲထားတဲ့နေရာလေးတွေကအရန်နာတယ်ပေါ့အဲ့လိုမျိုးဖြစ်တယ်ပေါ့နော်ဘယ်လိုပြောရမလဲဘဝရဲ့အကြောက်ဆုံးအရာပေါ့နော်ဘဝရဲ့အကြောက်ဆုံးသောအရာကိုလာကျင်တဲ့စိတ်နဲ့ပဲကြော်ဖြတ်ပြီးတော့အကောင်းဆုံးလုပ်ခဲ့ပါတယ်နာနေပေမဲ့လည်းနောက်ပိုင်းဒီချက်ပို့လာမယ်ဆိုပြီးတော့အားကျင်းထားပါတယ်ဒါတော့ရင်ဘက်လေးပေါ့နော်နှာခေါင်းကကြတော့ဗာလဲဆိုမအေးမွေးကလေးကလည်းနှာခေါင်းလေးကလှနေပြီးသားပေါ့နော်ထဲ့ဖို့အစီအစဉ်လည်းမရှိဘူးငငယ်လေးလေးကနေလည်းကိုမျက်နှာကိုအရှိတိုင်းလက်ခံနေလှရဲအကုန်ကြိုက်တယ်မကြိုက်တဲ့နေရာတနေရာမှမရှိဘူးဒါပေမဲ့ဗာလဲဆိုတော့ပိုလာကျင်တယ်ပေါ့နော်အခုလည်းအသက်က30ကျော်ပါပြီဆိုတော့30ရဲ့အထိမှလည်းပုံစံကလေးတစ်မျိုးနဲ့မင်းမွေးခဲ့တဲ့အတိုင်းလာတယ်အခု30နောက်ပိုင်းမှလည်းပိုပြီးလာကျင်တဲ့စိတ်လေးကဖြစ်နေတာဆိုတော့ပေါ့နော်ထုံစေးမေးစေးပေးပြီးခွဲရမယ့်အတူတူတခါတည်းပဲမေးနေတဲ့အချိန်မှာအလုံးတစ်ခုလုံးပြီးအောင်နှာခေါင်းလေးခွဲလိုက်တယ်ရင်ဘက်လည်းခွဲလိုက်တယ်ပေါ့နော်အဲ့လိုမျိုးလေးတော့လောက်ခဲ့ပါတယ်ဒါလေးရဲ့မြောင်နေလေးပါဒီနှာခေါင်းပဲပြောပြီးတော့ဒီရင်ဘက်အကြောင်းလေးမပြောပြလို့ဒီနေ့ရင်ဘက်အကြောင်းလေးကိုပြောပြရပါရှင်နောက်ရက်ဒီမှာနောက်ဗီဒီယိုဒီမှာထပ်ပြောပြပါအောင်မယ်တတာစက်သွန်ကျော်ဒါကပစွန်ကျော်ဒါကဘူတီကျော်နောက်တစ်ပဲလာမယ်တန်တန်ဒီမှာပြောင်းမိုးအကြိုက်ဆုံးဘဝရဲ့အကြိုက်ဆုံးလေးပြောင်းမိုးကျော်ဒါကအမိုးကျော်ဒီမှာမြင်းခွာရကျော်ချင်းရတော့ဒီမှာမကြီးချင်းပြင်းနေနေရမယ်ရှယ်ပဲကောက်ကိုအိမ်မှာဖြော်ထားနေအောင်တူသေးတယ်ဒီမှာဆက်လက်ရွက်စားလိုက်ပါအောင်မယ်ပစွန်ကျော်လေးခုနကတော့ဝယ်လာတာကျတော့ပူပူလေးရှယ်ပဲအခုတော့နည်းနည်းအေးဝိုင်းညနာနီးပါလောက်ရှိတယ်ကျော်လေးပါဆိုဒီတိုင်းစားတာထမင်းနဲ့စားတာကိုချိန်တယ်အခုဆိုရင်ချောရဲ့၄ရက်မြောက်နေ့တရက်တာလုံးရိုက်ကူးထားတဲ့ဒီဗီဒီယိုလေးတွေပေါ့နော်တနေ့တနေ့တော့ပို့ပြီးတော့တက်တာလာတယ်နေရာထိုင်ရတာအဆင်ပြေလာတယ်အဲ့တော့နောက်ဗီဒီယိုလေးတွေလည်းတင်ပေးပါမို့လို့ထပ်ပြီးတော့စောင့်ကြည့်ပေးပါအောင်ရှင်